go whoa Can you speak Chinese? 你能用中文和司机说话吗？可以，我可以认识。哎，那个师傅，他说让你帮忙把手。Hey, what a day. ဘာဖြစ်လဲဆိုတော့ဖုန်းကတိုက်စီပေါ်ပါသွားတာမနေ့တည်းက communicate လုပ်နေတာဟာကျွန်တော်တို့မှာဘာဖြစ်လဲဆိုတော့ channel နှစ်ခုပဲရှိဒီ taxi app က application ကို text လုပ်တာ text ကတော့သူတို့ရဲ့ technology ကအရင်မြင်တော့ဟိုဖြစ်တယ်ဟို text က translate ကတန်းပြီးတော့လုပ်တာဆိုတော့ text လုံးရင်နောက်ဆုံး virtual phone number နဲ့ဝင်သွားပါတော့အပြင်ကနေဆက်လို့မရဘူးဒီ application ကိုပဲဆက်လို့ရတယ်အဲ့ဒါတရုတ်လိုပဲပြောတာဟော Chinese ဆိုတာလေကိုရီးယားလဲပထမဆုံး couple နှစ်ယောက်တွေ့တယ်အဲ့ couple နှစ်ယောက်က Chinese လို့ဘယ်ပြောတတ်တယ်အင်္ဂလိပ်လိုမပြောတတ်ဘူး translation apps ကောင်းကောင်းသုံးတတ်ရင်တော့ဒီလာလို့အဆင်ပြေတယ်ဟုတ်ဆိုတော့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါနဲ့ဖုန်းပြောလိုက် translate လုပ်လိုက်နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ hotel ကိုသွားပိတ်ခန့်လိုက်တော့သူကရိုထဲရောက်နေဆိုတော့ဒီဘက်ကမိနစ်50လောက်မောင်းသွားဆိုတော့လေအဲ့ဒါနဲ့ဒီဘက်တော့တော်တော်အေးနေပြီ by the way တတိယခဲအဲ့ဒါနဲ့ okay hotel ပဲသွားပေးပါဆိုပြီး hotel သွားပေးလိုက်တော့သူကဘာဖြစ်လဲဆိုတော့ရွှေ200မပေးရင်ဖုန်းကိုမထားခဲ့ဘူးတဲ့ရွှေ200ဆိုတော့3ကျော်လောက်ဖြစ်တာပေါ့ဗျာသူကဘာပြောလဲဆိုတော့ yes scan ကိုသွားပြီး complaint တက်လိုက်တယ်ငါတို့မင်းစား yes scan ကို complaint တက်ပြီးမယ်တဲ့ကျွန်တော်တဲ့ hotel ကလည်းစင်တော့ပြပါတယ် communicate လည်းကောင်းကောင်းလုပ်တတ်တယ် translation app စီကတော်တော်ကောင်းတော့ communicate ကကောင်းအောင်လုပ်ရတယ် text လုံးနဲ့တဲ့ဟို driver ပြန်ထွက်သွားဟာ hotel ကနေပြီးတော့200မပေးဘူး200များတယ်ဆိုပြီးပတ်စံမပေးရင်ဖုန်းမထားခဲ့ဘူးဆိုလို့ညက်နေအောင်အဲ့ဒါနဲ့ဟို taxi ကထွက်သွားအဲ့ကျွန်တော်တို့ကနေပြီးတော့နောက်တစ်ယောက်ကိုလိုက်ရှာတရုတ်လိုလည်းပြောတတ်တယ်အင်္ဂလိပ်လိုလည်းပြောတတ်တယ် tourist နဲ့တွားတွေ့ပါ tourist guide ပေါ့နော်အဲ့တိုနီဆိုတာတိုနီကစားတော့ရဲလဲဖြစ်ခဲ့ဘူးလေအဲ့ဒါသူပြောပြတယ်အဲ့နဲ့သူအဲ့ driver phone ဆက်ပြောပေါ့နော်ပြောပြီးတော့200ပဲပေးလိုက်တော့မယ်ဆိုပြီးတော့အဲ့သူ drop communicate လုပ်ပြီးတော့ဘာတည်း driver ကလည်းတခြား video call ပါနေရိုက်ပြီး hotel ကို phone အပ်ခဲ့တယ်ပေါ့အဲသူ့ကို200ပေးသူကနေပြီးတော့200ကိုသူကအလီပေးနဲ့လွှဲပေးလိုက်တယ်ထင်တယ်ဟိုလူကိုအဲ့ဟိုလူလေးကျင်နေပြီးဖုန်းလာထားသွားပြီးတော့ပြန်သွား okay လက်ပြီးတော့ခံစားလိုက်ပါတော့ရဟအိမ်တော်တန်နေမိုက်တယ်လည်းမရှိဘူးအဲ့မှာတန်ရှင်းနေတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းလှတဲ့နေရာရှိပါတယ်ဒါပေမဲ့ဒီလိုလှတဲ့နေရာတွေကြတော့အမိုက်တွေနဲ့ပျက်စီးကုန်တာအမိုက်တွေကြောင့်မလှတော့တဲ့ပုံစံတွေဖြစ်တော့အမိုက်တွေဖြစ်ကြပါတယ်တစ်ဖက်ကလည်းအမိုက်ဘုံတွေပြင်ဆင်ထားတာကိုအဆင်ပြေအောင်ဗျ